စာဖို့ရာတွင်အချိန်မှန်ကိုသာဇံမိသက်သမားမိသက်ရာတွင်သူဆွန်စားရဲသားကြီးကကိုလာရွှေလူစိုးမှန်မို့တာဝင်ချင်းတို့လုံးမေမခင်များရင်ထိတ်ရာတွင်ကျွမ်းကျင်လားဦးစိန်ပါကဆေးရဝန်ကုသားရဲ့ပါသူတို့ကြောင့်မလာမောသူနာပြုစေတနာနှင့်သူပြုစုကုသားတို့ကကောင်းဆောင်ကရဲ့ရွာကောင်းကျိုးတဲ့ဘုံမှာကားစေ